Hello မင်္ဂလာပါမိတ်ဆွေတို့ဒီနေ့ပြောပြချင်တာကကိုယ်လုပ်ငန်းမှာပဲဖြစ်ဖြစ်ကိုယ်ပိုင်လုပ်ငန်းထဲမှာပဲဖြစ်ဖြစ်ဝန်ထမ်းလုပ်နေရတာပဲဖြစ်ဖြစ်စီးပွားရေးလုပ်ငန်းသေးလေးတွေကိုစလုပ်နေရတာပဲဖြစ်ဖြစ်ကိုယ်လိုချင်တဲ့ရလဒ်ကိုဖြစ်ချင်တဲ့ရလဒ်ကဘယ်လိုမျိုးကိုဖြစ်ချင်တာလဲဒါကိုတိတိကျကျရှိဖို့အရန်တရေးကြည့်ပါတယ်ဒီကောင်တိတိကျကျရှိပြီးတော့ဖြစ်ခဲ့ဘူးပါတယ်တိတိကျကျတော့လုပ်ထားတယ်ဘာဖြစ်လို့ရလဒ်ကညှော်မှန်းထားတဲ့လောက်ရမနေတာလဲဘာလို့ရမနေတာလဲโอเคကျွန်တော်အဲ့ဒါနဲ့ပြဿနာလေးကိုပြန်ပြီးတော့စပြီးရှာကြည့်အောင်အဓိကဆက်ဆက်လုပ်ခြင်းမှာမိမိဝါသနာပါတဲ့လုပ်ပဲဖြစ်ဖြစ်ဝါသနာအရမဟုတ်ပဲနဲ့ငွေကြေးအကြောင်းဖြစ်ပေါ့နော်လုပ်နေရတဲ့လုပ်ငန်းတွေမှာမိကိုယ်တိုင်ရောပျော်ရဲ့လားလို့စဉ်းစားရမယ်မရှိလို့တစားဒါစဉ်းစားကြည့်ရမယ်ကိုပျော်မှလောက်ကမှာအလောက်ကကိုယ်တိုင်ပျော်နေရဲ့လားပေါ့နော်နောက်ပြီးကြရင်ကိုလုံးနေတဲ့လုပ်ငန်းတစ်ခုကိုကိုယုံကြည်မှုရှိတာပေါ့အဓိက formula ဒါပဲနော်ယုံကြည်မှုပဲယုံကြည်မှုဒါမရှိဘူးဆိုလို့ရှိရင်မိတို့စဉ်းစားကြည့်ပါယုံကြည်မှုမရှိဘူးဆိုလို့ရှိရင်ကျွန်တော်တို့ရလာတဲ့ရလက်တွေကလားလာတွေကတိတ်ပြီးတော့ကောင်းလာမှာမဟုတ်ဘူးယုံကြည်မှုကမရှိနေတာလုံးနေတဲ့အဆင်ပြေပါ့မလားမသိဘူးယုံကြည်မှုရှိမနေတဲ့ကြောင့်လားလာတွေကကောင်းလားလာတွေကကောင်းမလာတာနဲ့မြတ်ဘာဖြစ်လာမလဲဆိုတော့ရတဲ့လုပ်ငန်းအခွင့်အလမ်းတွေဘာအကုန်လုံးကလည်းဆုံးရှုံးမှုတွေများလာလိမ့်ဆုံးရှုံးမှုတွေများလာလို့ရလက်တွေကလည်းကောင်းမနေတော့ရလက်တွေပါနည်းသွားမယ်ပေါ့လေအဲဒါကျွန်တော်ဦးဆုံးကျွန်တော်ယုံကြည်မှုရှိဖို့လိုအပ်တယ်ကိုယ့်ကိုပျော်ဖို့လိုအပ်တယ်ယုံကြည်မှုလည်းရှိရမယ်ပျော်လည်းပျော်ရွှင်စွာနေမယ်ဆိုလို့ရှိရင်မိတို့ရလက်က100% မိတို့ရရှိမှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဒီလ18 19 20မှာပွင့်မယ် Power Life Separate ဆိုတဲ့တင်တန်းလေးကြိုဆိုလိုက်ပါတယ်ဒီတင်တန်းမှာဆိုလို့ရှိရင်လည်းမိတ်ဆွေတို့လိုချင်နေတဲ့ယုံကြည်မှုတွေကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့အရာတွေအားလုံးစိတ်ကိုဘယ်လို control လုပ်ရမလဲဆိုတဲ့အရာတွေအားလုံးအများကြီးသင်ကြားပေးတော့မှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်